Okay present perfect tense ကိုကြည့်ပါမယ် SS plus verb 3ပုံစံကိုလေ့ကျင့်ခန်းလေးတွေနဲ့เนาะစာကြောင်းလေးတွေနဲ့ဝေးဝေးစာစာဖြစ်အောင်လို့အသုံးများလို့เนาะဒီဟာလေးတွေကိုများများကြည့်ပေးရပါမယ်เนาะပြီးတော့အခုပြီးသွားတဲ့အရာအတွက်ကိုသုံးပါတယ်ပထမတစ်ချက် present perfect tense ကိုเนาะလုပ်ပြီးသားအခုချိန်မှာအကျိုးသက်ရောက်မှုရှိတယ်I finished my homework ကျွန်တော် exam ပြီးပြီတဲ့ she have cooked dinner ဆိုဒီမှာညစာချက်ပြီးပြီ they have cleaned the room သူတို့အခန်းတန့်ရှင်းပြီးပြီ he has broken his leg အဲ့ဒါတော့သူခြေထောက်ကျိုးသွားပြီလို့ပြောနော် we have closed the shop ကျွန်တော်တို့ဆိုင်ပိတ်ပြီးပြီနော်ဟုတ်ပြီနောက်တစ်ခုကလှုပ်ဖူးသလားကင်ဖူးသလားအတွက်ကိုသုံးပါတယ်အတွေ့အကြုံရှိမရှိကိုပြောတယ် I have been to Thailand ကျွန်တော်ထိုင်လန်ရောက်ဖူးတယ် she had never eaten sushi သူမ sushi မစားဘူးဘယ်တော့မှမစားဘူးเนาะ never have you ever ridden a horse ever ကျတော့ဖူးသလားလို့ပါတယ်မင်းမလုပ်တော့မြင်စီဘူးလားwe have seen snow before တဲ့ကျွန်တော်တို့အရင်တုန်းကနှင်းမြင်ဘူးတယ် she had tried online learning online ပေါ်ကသင်ယူမှုကိုသူစမ်းကြည့်ခဲ့ပြီးပြီเนาะဟုတ်ပြီ try ဆိုတာဒါစမ်းကြည့်တယ်ဆိုတဲ့သဘောလို့เนาะတက်ခဲ့ပြီးပြီစမ်းကြည့်ခဲ့ပြီးအတိတ်ကစပြီးတော့နံပါတ်3အချက်เนาะ present perfect tense ကိုသုံးတဲ့အချက်နံပါတ်3ချက်ကအတိတ်ကစပြီးအခုထိဆက်ဖြစ်နေတဲ့အရာအဲ့ဒါလေးစဆင့်လို့ဖော်လို့ ਨੇ တွဲသုံးတယ်နံပါတ်3เนาะအချက်က I have lived here for 5 years ကျွန်တော်ဒီမှာနေတာ5နှစ်ကြာရှိပြီเนาะ5နှစ်ကြာနေခဲ့ပြီးပြီ she have worked at this company since 2018 2018ကတည်းကသူမဒီကုမ္ပဏီမှာအလုပ်လုပ်ပြီးပြီ we have known each other for a long time ငါတို့တယောက်နဲ့တယောက်သိတာတော်တော်ကြာပြီပေါ့နော် she has studied English since childhood ကလေးဘဝကတည်းကသူမ he has studied နော်သူကကလေးဘဝတည်းကအင်္ဂလိပ်စာကိုလေ့လာခဲ့ပြီးပြီတဲ့ they have waited for the bus for 30 minutes သူတို့မိနစ်နိုင်ဝက်လောက်ပေါ့နော်မိနစ်30လောက်သူတို့ဘတ်စကားဆောင်ခဲ့ပြီးပြီနော်ဟုတ်ပြီအခြားအရာတစ်ခုထက်စောပြီးဖြစ်သွားတဲ့အရာအကြောင်းရင်းအကျိုးဆက်เนาะအဲ့ဒါကြတော့ present tense နဲ့ present perfect tense တွဲသုံးနဲ့မှတ်ထားမယ်เนาะကာလတွေเนาะ I am tired ကျွန်တော်ပင်ပန်းတယ်အခုပင်ပန်းတာ because I have worked all day တနေ့ကိုလုပ်ထားလို့เนาะ she is happy သူမပြောတယ် because she has passed the exam သူမစမွဲအောင်သွားလို့ပြောတာ he is hungry ဆိုသူပိုက်စားတယ် because he hasn't eaten anything သူဘာမှမစားရသေးဘူးအဲ့ဒါကြောင့်မလို့ဘိုက်စား we are late ကျွန်တော်တို့နောက်ကျတယ်အခုနောက်ကျတယ်ဒါပေမဲ့ because we have ဘာကြောင့်လဲ we have mixed the bus ကျွန်တော်တို့ဘတ်စကားမမီလို့ဘတ်စကားလွဲသွားလို့ပေါ့နော် they are excited သူတို့စိတ်လှုပ်ရှားတယ် because they have won the match ပြိုင်ပွဲကိုသူတို့နိုင်ခဲ့လို့နော်ဟုတ်ပြီအချိန်တိတိကျကျပါရင် present perfect tense မသုံးဘူးဆိုတာလေးမှတ်ထားလိုက်ရင်ရပါပြီ okay thank you ပါအဆင်ပြေပါစေ